မင်္ဂလာပါခင်ဗျာ sharing မြန်မာမှကြိုဆိုပါတယ် sharing မြန်မာမှသတင်းများနေ့စဉ်တင်ဆက်ပေးသွားမှာဖြစ်ပါတယ်ခင်ဗျာ ပုံတောက်လာတဲ့ကတ်ခွာဆော့ချစ်သူရဲ့ KNI အဖွဲ့တွေအပါအဝင်မမော်မှာထိနာနေတဲ့ကချင်လက်နက်ကန်တဲ့ပုံ KIA ရဲ့စုဖွဲ့နေရာကိုဒီကြောင့်တိုက်ခိုက်ခံရတဲ့ဆိုတဲ့သတင်းအပါအဝင်ထူးခြားတဲ့သတင်းတချို့ကိုကောင်းလို့တင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်။ဒါမဲ့ဇန်နဝါရီလ25ရက်နေ့ဆိုလို့ရှိရင် BGF ကနေ KNI ကိုပြောင်းလဲသွားတဲ့ဆော့ချစ်သူဦးဆောင်တဲ့ BGF KNI အဖွဲ့တွေကမြောက်ရီမျိုးကနေဆုတ်ခွာပေးကြရမှာဖြစ်ပါတယ်။ဆော့ချစ်သူဆိုတာကတော့အားလုံးသိကြတဲ့အတိုင်းပါပဲ။ဆော့ချစ်သူကဒီအင်အားကြီးထွားလာပြီးတဲ့နောက်2021ခုနှစ်နိုင်ငံရေးအခင်းအကျင်းပေါ်မှာခွင့်ကောင်းယူပြီးတော့တစ်ဖက်ကကရင်လက်နက်ကန်တဲ့ KNU ရဲ့လက်ကင်တို့တွေဖြစ်တဲ့ KNLA နဲ့စောတဲ့ဓမြထပ်မံဖွဲ့စည်းလိုက်တဲ့ KDLA အပါအဝင် KNLA-PC NUG PDF စတဲ့အဖွဲ့တွေနဲ့ဒီမြောက်ရီကိုအခြေပြုပြီးတော့ကြားဖြန့်လုပ်ငန်းတွေ online လိမ်လည်မှုတွေနဲ့တရားမဝင်လောင်ကစားမှုတွေအပါအဝင်မျိုးစုံတော်မှုတွေကိုကျူးလွန်နေတဲ့အဖွဲ့တစ်ဖွဲ့ဖြစ်ပါတယ်။တစ်ဖက်က BGF ကိုအကောက်အကွယ်ယူပြီးတော့မြောက်ရီနဲ့ရွှေကုန်းကိုဒေတာမှာသူ့ရဲ့အင်အားကိုတိစောက်လာတာကနေ2024ခုနှစ်နှစ်ဆန်းပိုင်းမှာတော့ BGF ကနေနှုတ်ထွက်ပြီးတော့ KNA ဆိုတဲ့အမည်နဲ့သူ့ရဲ့တီးကြလက်နက်ကန်အဖွဲ့ဖွဲ့စည်းတော့မယ်ဆိုပြီးတော့ရုပ်ကြီးနဲ့တွေ့ဆုံတဲ့အချိန်မှာပြောကြားခဲ့ပါတယ်။ဒါပေမဲ့တမတော်ဘက်ကဒီအခြေအနေကိုလက်မခံခဲ့ပေမဲ့ဆော့ချစ်သူကတော့နောက်ကွယ်မှာ KNA ပြောင်းလဲဖွဲ့စည်းရေးအတွက်မျိုးစုံတော်ကြိုးစားနေကြတာရှိပါတယ်။ဆော့ချစ်သူ KNA ကိုပြောင်းလဲဖွဲ့စည်းမယ် BGF ကနေနှုတ်ထွက်မယ်လို့ပြောဆိုခဲ့တဲ့2024ခုနှစ်နှစ်ဆန်းပိုင်းကနေစပြီးတော့2024ခုနှစ်ဧပြီလထဲမှာပဲမြောက်ရီမျိုးသိန်းတိုက်ပွဲဆိုပြီးတော့ဆင်နွှဲခံခဲ့ရတာအားလုံးမှတ်မိချမယ်ထင်ပါတယ်။မြောက်ရီမှာရှိနေတဲ့မျိုးဆောင်တပ်လို့ခေါ်တဲ့ခလာရ285နဲ့ဘေးပတ်ဝန်းကျင်မှာရှိနေတဲ့နေမြေကန်တပ်ရင်းတပ်ဖွဲ့တွေဒီတင်ငန်းကြီးတော်မှာရှိနေတဲ့တပ်မတော်သားတွေနဲ့တပ်စခန်းတွေကိုဝိုင်းဝန်းတိုက်ခိုက်တဲ့အချိန်မှာလဲဆော့ချစ်သူဦးဆောင်တဲ့ BGF ကနေကတ်ခွာအမည်ပြောင်းယူနီဖောင်းပြောင်းဝတ်ထားတဲ့အဖွဲ့တွေကအကြမ်းဖက်လက်နက်ကန်အဖွဲ့တွေရဲ့တိုက်ခိုက်မှုတွေကိုမတိကျိုးကြုံပြုတာတွေဒီနောက်ွယ်ကနေအမျိုးမျိုးသောထောက်ပံ့မှုတွေပြုလုပ်ပေးခဲ့တယ်ဆိုတော့သတင်းတွေလည်းကြားသိရပါတယ်။အဲဒီနောက်မှာတော့ဆော့ချစ်သူက KNA ဆိုတဲ့အမည်ကိုဆက်လက်ပြောင်းလဲဖို့စ조사နေခဲ့ပြီးတော့ကရင်လက်နက်ကန်တော် KNU ရဲ့ကြားဖြန့်ဌာနချုပ်ဖြစ်နေတဲ့မဲထော်တလေးဒေတာက KK ဘက်ကနေလက်ဝေကန်အနေနဲ့ရွှေကုန်းကိုမြိုင်ဒေတာရွှေကုန်းကိုမြို့သစ်စီမံကိန်းထဲမှာကြားဖြန့်တွေကိုဆက်လက်လုပ်ကိုင်နေစေဖြစ်ပါတယ်။ကြားဖြန့်နေနဲ့ပတ်သက်ပြီးနိုင်ငံတော်အကြီးအကဲတွေတက်မတော်အကြီးအကဲတွေက NAR နဲ့ဒေတာရင်းနိုင်ငံတွေနဲ့ပူးပေါင်းပြီးတော့နှိမ်နင်းမှုတွေပြုလုပ်နေတဲ့အချိန်စောချစ်သူဦးဆောင်တဲ့ကတ်ခွာ PGF အဖွဲ့တွေကနေ KNA ဆိုပြီးတော့2026ခုနှစ်ဇန်နဝါရီလ1ရက်နေ့မှာတော့ KNA အဖြစ်လုံးဝတရားဝင်ပြောင်းလဲဖွဲ့စည်းတယ်ဆိုပြီးတော့ကြေညာခဲ့ပါတယ်။တကယ်တော့စောချစ်သူဆိုတာက BGF အနေနဲ့ BGF ရဲ့အရေးအာဝါဒ BGF ဆိုတဲ့ဒီခေါင်းစဉ်တစ်ခုနဲ့သူ့ရဲ့အကျိုးစီးပွားတွေသူ့ရဲ့အာဏာတွေကိုတိစောက်ခဲ့ကြတာဖြစ်ပါတယ်။ဒီ2021ခုနှစ်နိုင်ငံရေးအခင်းချင်းကနေတည်တာလာတာဖြစ်ပြီး2024ခုနှစ် BGF ကနေနှုတ်ထွက်မယ်လို့ပြောဆိုလာတဲ့အချိန်ကနေ2025ခုနှစ်တစ်နှစ်လုံးမြောက်ရီမှာရှိနေတဲ့နေမြေကန်တိုင်းတပ်ဖွဲ့တွေတိုက်ခိုက်ခံရတဲ့ဖြစ်စဉ်တွေလုံခြုံရေးတပ်ဖွဲ့ဝင်တွေတိုက်ခိုက်ခံရတဲ့ဖြစ်စဉ်တွေအားလုံးမှာစောချစ်သူရဲ့ BGF အမိခံကတ်ခွာအဖွဲ့တွေကပါဝင်နေပါတယ်။ဒါအပြင်ဒီမြောက်ရီကော်ရိုဂိတ်လမ်းကြောင်းကြီးပိတ်ဆို့တိုက်ခိုက်တဲ့အချိန်မှာလည်း BGF အမိခံအဖွဲ့တွေဒါအပြင်ဒီမြောက်ရီရဲ့နောက်တောင်ဘက်မှာရှိနေတဲ့တစ်ကော်မျိုးသိန်းတိုက်ပွဲတွေမှာလည်းစောချစ်သူရဲ့ BGF အဖွဲ့တွေနဲ့ KNU KNLA-PC အဖွဲ့တွေ KNU KDLA အဖွဲ့တွေနဲ့ပူးပေါင်းပြီးတော့တိုက်ခိုက်မှုတွေအတွင်းမှာပါဝင်ပတ်သက်တယ်ဆိုတဲ့သတင်းတချို့ကိုလည်းကြားသိလာရပါတယ်။အဲဒီနောက်မှာတော့ကြားဖြန့်နှိမ်နင်း online လိမ်လည်မှုနှိမ်နင်းရေးနဲ့ပတ်သက်ပြီး KK ပတ်ထဲမှာရှိနေတဲ့ဧက920လုံးဝပြောင်းတလင်းခါဖြတ်တောက်ပိတ်ဆို့ဖျက်ဆီးခံလိုက်ရပြီးတဲ့နောက်ဆော့ချစ်သူဦးဆောင်ပြီးတော့တည်ဆောက်နေတဲ့ရွှေကုန်းကိုမြအနီးကရွှေကုန်းကိုမြို့သစ်စီမံကိန်းတွေကကြားဖြန့်လုပ်ငန်းတွေကိုလည်းဖျက်ဆီးတာတွေ online လောင်စားမှုပြုလုပ်နေတဲ့အဆောက်အဦတွေကိုပိတ်သိမ်းတာတွေပြုလုပ်လာခဲ့ပါတယ်။တိုင်နဲ့တဲဆိုသလိုပဲသူ့ရဲ့အကျိုးစီးပွားတွေကိုထိခိုက်လာတယ်လို့ယူဆလာတဲ့ဆော့ချစ်သူဒီလိုပြောင်းလဲဖွဲ့စည်းခဲ့ပြီးတဲ့နောက်19ရက်အကြာမှာပြီးခဲ့တဲ့ဇန်နဝါရီလ19ရက်နေ့ည9:00နာရီခွဲဝန်းကျင်မြောက်ရီမြို့မှာရှိနေတဲ့ဒီဆက်ဆံရေးရုံးတာဝန်ခံတွေနဲ့တပ်မ22တပ်မမှုနဲ့တပ်မတော်အကြီးအကဲတွေတွေ့ဆုံပြီးတော့မြောက်ရီမြို့အနီးကလုံခြုံရေးကိစ္စတွေနဲ့ပူးပေါင်းဆောင်ရွက်ရေးတွေကိုခေါ်ယူညှိနှိုင်းတွေ့ဆုံမှုတွေပြုလုပ်ခဲ့ပါတယ်။ဒီတွေ့ဆုံမှုတွေထဲမှာတော့စောချစ်သူဦးဆောင်တဲ့ BGF အဖွဲ့တွေစောတင်ဝင်ဦးဆောင်တဲ့ BGF အဖွဲ့တွေက KNA ကိုပြောင်းလဲဖွဲ့စည်းလိုက်ပြီးဖြစ်တယ်။နိုင်ငံတော်ကလည်းအတိအမှတ်ပြုမထားတာဖြစ်တဲ့အတွက်မြောက်ရီကိုအခြေပြုပြီးတော့တရေပေါ်အိတ်တရေနာစားလုပ်နေတဲ့စောချစ်သူအဖွဲ့တွေမြောက်ရီမျိုးကနေဆုတ်ခွာပေးရမယ်ဆိုတဲ့ရာဇသံပေးလိုက်တာရှိတယ်လို့ KNLA-PC DKBA နဲ့ BGF အမည်ခံထားတဲ့နှစ်ဖက်ခွစားနေတဲ့အဖွဲ့တွေအနေနဲ့ဒေတာရင်းတည်ငြိမ်အေဂျင့်ရေးနဲ့လုံခြုံရေးကိစ္စတွေမှာနေမြေကန်တပ်တွေနဲ့ပူးပေါင်းပါဝင်ဆောင်ရွက်ဖို့ကိုလည်းဖိတ်ခေါ်ထားရဆိုတဲ့သတင်းတွေကြားသိရပါတယ်။တပြိုင်နက်တည်းဆိုသလိုပဲမြောက်ရီမျိုးမှာရှိနေတဲ့ခလာရ285ကိုအကြမ်းဖက်အဖွဲ့တစ်ခုကလက်နက်ကြီးလက်နက်ငယ်တနက်တစ်ချက်ဖောက်လိုက်တာပဲဖြစ်ဖြစ်တိုက်ပွဲငယ်တွေဖော်ဆောင်တဲ့မြောက်ရီမျိုးကိုတိုက်ပွဲဖော်ဆောင်မယ်ဆိုရင်တော့မြောက်ရီမျိုးရဲ့အတီးကအကြမ်းဖက်သမားတွေရဲ့အတီးကအချက်အချာနေရာကြီးဖြစ်နေတဲ့နေရာ18ခုထက်မနည်းကိုလေကြောင်းကနေတိုက်ခိုက်သွားဖို့ပြစ်မှတ်မှတ်ပုံတင်တွေတင်ထားပြီးပြီဆိုတဲ့အချက်ကိုလည်းတမ်းမ22ရက်တမ်းမမှုကဒီဆက်ဆံရေးုံတာဝန်ခံတွေနဲ့အရေးပေါ်အစည်းအဝေးတကားပိတ်အစည်းအဝေးပြုလုပ်တဲ့အချိန်ပြောကြားခဲ့တာဖြစ်တယ်လို့သိရပါတယ်။ဆိုတော့မနက်ဖြန်ဇန်နဝါရီလ24ရက်နေ့မှာပဲမြောက်ရီမျိုးမှာအခြေပြုလှုပ်ရှားနေတဲ့တ
တိုင်းသားလက်နက်ကန်အညီခံအဖွဲ့တွေကတပ်သားအယောင်ဆောင်တွေရဲ့မှတ်တမ်းတွေဓာတ်ပုံတွေနဲ့သူတို့ရဲ့ကိုယ်အချင်းတွေကိုပေးပို့ရမယ်ဆိုတဲ့သတင်းတွေလည်းကြားသိရပါတယ်။ဘာကြောင့်လဲဆိုတော့ BGF လို့အမည်ခံထားပြီးတော့ DKBA လို့အမည်ခံထားပြီးတော့ KNLA PC လို့အမည်ခံထားပြီးတော့ NCA ကိုလက်မှတ်ရေးထိုးထားတဲ့အဖွဲ့တွေကတစ်ဖက်မှာမြောက်တွေကိုအခြေပြုပြီးတော့လှုပ်ရှားနေတဲ့စီးပွားရေးလုပ်ငန်းတွေတရားမဝင်လုပ်ငန်းတွေတရားမဝင်ကုန်သွယ်မှုတွေနဲ့ online လောင်စာမှုတွေအပါအဝင် KNU လက်နက်ကန်ရဲ့ကျိုးဆွဲရာက KNU လက်နက်ကန်အဖွဲ့အစည်းရဲ့ပေးစာကမ်းစာနဲ့ဒီရိုးရင်းကိုက်နေရတဲ့အခြေအနေမျိုးတွေနဲ့နှစ်ဖက်ခွပြီးတော့ uniform ပတ်ပြောင်းပြီးတိုက်ပွဲဖော်ဆောင်နေတဲ့အခြေအနေတွေကိုထိန်းချုပ်မှုအတွက်တပ်မတော်ဘက်ကဒီလိုမျိုးဆောင်ရွက်ခဲ့တာဖြစ်တယ်လို့ယူဆရပါတယ်။ဒါကြောင့်မလို့ DKBA တွေကနေ PGF တွေကိုပြောင်းပြီးတိုက်ခိုက်တာတွေစိတ်ခွာပြီးတော့ NUG PDF အဖွဲ့တွေထဲမှာ KNU ရဲ့ KNL KDL အဖွဲ့တွေမှာဝင်ရောက်တိုက်ခိုက်တော့ပြုလုပ်နိုင်မှုနဲ့တကယ်တမ်းမြေပြင်မှာရှိနေတဲ့လက်နက်ကန်အဖွဲ့အစည်းတွေရဲ့အင်အားနဲ့ဖွဲ့စည်းပုံကိုသိရှိနိုင်မှုတွေအခုလိုမျိုးဆောင်ရွက်ခဲ့တာဖြစ်ပါတယ်ဆိုတော့ဗတ်ပြောင်းပြီးတိုက်ခိုက်မှုတွေပြုလုပ်ခဲ့တဲ့စောချစ်သူလိုတာကူးလိုကတ်ခွာလိုဖြစ်နေတဲ့အဖွဲ့တွေရဲ့လှုပ်ရှားမှုတွေကိုတော့တပ်မတော်ကစတင်ပြီးတော့အထည်အကုန်နဲ့ဆောင်ရွက်လာပြီဖြစ်ပါတယ်ဆိုတော့မနက်ဖြန်ဇန်နဝါရီလ24ရက်နေ့မှာပဲမြောက်ဒီပတ်ဝန်းကျင်မှာရှိနေတဲ့ EO အမည်ခံတွေတိုင်းသားလက်နက်ကအမည်ခံတွေရဲ့တပ်ဖွဲ့ဝင်တွေရဲ့မှတ်တမ်းဓာတ်ပုံတွေနဲ့ကိုကြီးအချင်းတွေပြပို့ရမှာဖြစ်ပြီးတော့ဇန်နဝါရီလ25ရက်နေ့မှာပဲစောချစ်သူရဲ့တာကူးအဖွဲ့တွေ KNA လို့ပြောင်းသွားတဲ့အဖွဲ့တွေကမြောက်ဒီမျိုးကနေဆုတ်ခွာပေးရမှာဖြစ်တယ်မြောက်ဒီမျိုးကနေထွက်ခွာပေးရမှာဖြစ်တယ်လို့သိရပါတယ်ဒါကြောင့်မလို့နိုင်ငံရေးတတိမှန်မှန်နဲ့စောချစ်သူကသူ့ရဲ့အင်အားကြီးထွားမှုရွှေကုတ်ကိုမြို့သစ်စီမံကိန်းနဲ့ဘေးပတ်ဝန်းကျင်မှာရှိနေတဲ့အပိုလိုပတ်တောင်းမေပတ်အပါအဝင်မျိုးစုံသော online လိမ်လည်မှုကာစီနိုတွေနဲ့တရားမဝင်လောင်းကစားမှုတွေပြုလုပ်နေရင်ကနေပြောချမ်းသာနေတဲ့စောချစ်သူသူ့ရဲ့အမျိုးသမီးသူ့ရဲ့သားနှစ်ယောက်နဲ့သမီးတစ်ယောက်အပါအဝင်စောတင်ဝင်းတို့ရဲ့အမျိုးသမီးနာမည်တွေမိန်းမတွေနာမည်တွေနဲ့ကုမ္ပဏီတွေထောင်တိုင်းနိုင်ငံဘက်ကနေလောင်စာဆီတွေလျှက်စစ်တွေနဲ့မျိုးစုံသောကုန်သွယ်မှုတွေပြုလုပ်နေတဲ့အခြေအနေကိုတော့ဆက်လက်ပြီးထိန်းသိမ်းသွားကြရမှာဖြစ်ပါတယ်။အဲကြောင့်လဲဆိုတော့ BGF လို့အမည်ပြောင်းလဲဖွဲ့စည်းခဲ့ပြီးတဲ့နောက်မြောက်ရီမျိုးအနီးမှာမြောက်ရီမျိုးရဲ့ပတ်ဝန်းကျင်မှာ uniform တရားကားနဲ့ဝန်ထွက်သွားလာခွင့်ပိတ်ဆို့လိုက်ပြီးပိတ်ပင်လိုက်ပြီးဖြစ်ပါတယ်။ဆက်လက်ပြီးတော့လဲစောချစ်သူအနေနဲ့နောက်ထပ်လက်နက်ကိုင်အဖွဲ့နဲ့ဖွဲ့စည်းတဲ့ပုံမှာနိုင်ငံတော်ကဘယ်လိုမျိုးအရေးယူဆောင်ရွက်သွားမလားဆိုတာကိုကျွန်တော်ဆက်လက်စောင့်ကြည့်သွားရအောင်မှာဖြစ်ပါတယ်။တကယ်တော့တိုင်းရင်းသားလက်နက်ကအမည်ခံထားတဲ့အဖွဲ့တွေကသူတို့အင်အားနည်းနေရင်သူတို့အထိနာနေရင်သူတို့ခေါင်းမထောင်နိုင်တဲ့အခြေအနေဆိုရင်လိမ်မာပါနဲ့စွာနဲ့ပဲဒီခေါင်းလေးဝင်ပြရစီကိုလေးဝင်ပြရစီဆိုတဲ့ပုံစံမျိုးနဲ့ယူကျိုးတဲ့ပုံစံမျိုးတွေနဲ့နေထိုင်ခဲ့ကြပြီးတော့လက်နက်ကိုင်အင်အားကြီးထွားလာတဲ့အချိန်အင်အားတစ်ခုတိစောက်လာနိုင်ပြီဆိုရင်တော့ပခုံးကြီးရှင်လာလို့ခြေရတိုင်းလာလို့ပြည်တော်စုတက်မတော်နိုင်ငံတက်မတော်တရရဲ့လုံးကိုခြေရတိုင်းမှုအထိနိုင်ငံသတင်းစွတ်လို့တွေပြုလုပ်လာတာတွေမြင်တွေ့ရပါတယ်ဒီထဲကနေမှစောချစ်သူရဲ့ BGF ကနေ KNA ကိုပြောင်းလဲခဲ့တဲ့ဖြစ်စဉ်ကတော့တိတိတသားလို့ဆိုရမှာဖြစ်ပါတယ်ဒီနေရာမှာကရင်ပြည်နယ်မှာရှိတဲ့ကရင်လက်နက်ကိုင်တပုံတွေကိုပြန်ကြည့်လိုက်ရင် KNU KNLA KDLA KNLA PC DKBA နဲ့စောချစ်သူရဲ့ KNA အဖွဲ့တွေအဖြစ်အဖွဲ့ပေါင်း6ဖွဲ့9ဖွဲ့နီးပါးရှိပါတယ်ဒီအဖွဲ့တွေက KNLA PC ဆိုရင်လည်း NCA လက်မှတ်ထိုးထားပြီးတော့ NCA ကိုအကာအကွယ်ပြု NCA ကိုကြားခံလုပ်ပြီးတော့ပဲမြောက်ရီကော့ဂရိတ်လမ်းမကြီးတိုက်ခိုက်နေတဲ့ NUG PDF တွေ KNU PC KNU နဲ့ KNLA အဖွဲ့တွေရဲ့တိုက်ခိုက်မှုတွေနဲ့ဝင်ရောက်စိတ်ဝင်မှုတွေကိုမတိကျပြုခဲ့တဲ့ဖြစ်စဉ်တွေရှိခဲ့ကျဥတောင်လမ်းမှောက်ကိုလမ်းနိုင်နဲ့ထောက်ကိုလမ်းမိုင်းတွေမှာလည်း KNL PC ထိန်းချုပ်ရာဒေသတွေကနေပဲဆက်ကြေးတွေနဲ့သူတို့ရဲ့အကျိုးစီးပွားတွေရရှိနေတာဖြစ်တဲ့အတွက်တပ်မတော်ရဲ့နေမီကန်တိုင်ရင်တပ်ဖွဲ့တွေကိုတိုက်ခိုက်မှုတွေနဲ့မြောက်ရီကော့ဂရိတ်လမ်းကြီးပိတ်ဆို့မှုတွေမှာတတပါဝင်ခဲ့တာတွေလည်းရှိတယ်ဆိုတော့ကရင်ပြည်နယ်မှာရှိနေတဲ့ကရင်လက်နက်ကိုင်တပုံအဖွဲ့တွေက NCA ကိုအကြောင်းပြ NCA ကိုအကာအကွယ်ယူပြီးတော့သူတို့ရဲ့ကိုကျိုးစီးပွားတွေကိုဆောင်ရွက်နေကြတယ်ဆိုတဲ့အခြေအနေကအခုလာမယ့်2026ခုနှစ်အစိုးရအပြောင်းလဲရွေးကောက်ခံအစိုးရတက်လာပြီးရင်တော့ NCA ကိုဆက်လက်အကောင့်ထဲပေါ်သွားမယ်ဆိုတဲ့ NSPNC ရဲ့အဓိကပင်မကြိုးယူမူဝါဒအတိုင်းဆောင်ရွက်သွားမှာဖြစ်တယ်သို့တော့မြေပြင်မှာကတ်ခွာလို့တာကူးလို့ပတ်ပြောင်းပြီးတော့ဒီတိုက်ပွဲတွေပေါ်ဆောင်နေတဲ့အဖွဲ့တွေကိုတော့တပ်မတော်ကထိန်းသိမ်းနဲ့မချင်မပြတ်စောင့်ကြည့်သွားရမှာဖြစ်ပါတယ်အခုတော့ကနဦးအနေနဲ့ပတ်ပြောင်းတာကူးဆော့ချစ်သူအဖွဲ့တွေမြောက်ရီကနေအဝင်ထွက်ပိတ်ပင်ခံလိုက်ရပြီဆိုတဲ့အခြေအနေနဲ့ဒီအခြေအနေကနေဘယ်လိုမျိုးဆက်လက်ပြီးတော့မြောက်ရီမျိုးပတ်ဝန်းကျင်မှာတိုက်ပွဲငယ်တွေဖြစ်ပေါ်လာနိုင်မလားမြောက်ရီမျိုးပတ်ဝန်းကျင်မှာဘယ်လိုဖြစ်လာမလဲဆိုတာကတော့စိတ်ဝင်စားစရာကောင်းစွာနဲ့စောင့်ကြည့်သွားရအောင်ပါပဲဖြစ်ပါတယ်ဆိုတော့မြောက်ရီနဲ့ပတ်သက်ပြီးဆက်တင်ဆက်ရရင်တော့ပြီးခဲ့တဲ့ရက်ကဒီမြောက်ရီမဲဆောက်ခရိုင်ထဲမှာဘောဥဆောင်တဲ့ဓမြတာသာကောဘရာအဖွဲ့ရဲ့ဒီ PDF ဟောင်းအခြေအနေမလှတော့လို့မြန်မဲဆောက်ကိုတွားပြီးပြန်လုံနေတဲ့ PDF နဂါးကြီးတို့စိုးအောင်လို့ဒီအဖွဲ့တွေကလက်နက်မောင်းကိုပြုလုပ်တဲ့အချိန်ဒီဆိုင်ကယ်နဲ့တွားပြီးတော့လက်နက်တဲတဲ့အချိန်ထိုင်းရဲတပ်ဖွဲ့ဝင်တယောက်ရဲ့တားဆီးမှုကိုမခံမနဲ့တနက်နဲ့ပြစ်ခတ်ပြီးထွက်ပြေးခဲ့တဲ့ဖြစ်စဉ်ဖြစ်ပေါ်ခဲ့တဲ့အားလုံးသိကြမယ်ထင်ပါတယ်ဒီလိုမျိုးပြစ်ခတ်တဲ့အချိန်မှာဆိုင်ကယ်ကယ်ရီမောင်းပေးလိုက်တဲ့ PDF တယောက်ကိုလက်ရဖမ်းဆီးမိကြတော့ပေါ့ပြစ်ခတ်သွားတဲ့ PDF ကတော့မြန်မာနိုင်ငံဘက်ကိုပြန်လဲဝင်ရောက်ပြီးတော့တောင်းရင်မြစ်ကိုအခုသူ့ရဲ့တာဝန်ထမ်းဆောင်ခဲ့မှုတဲ့ဓမြဖြစ်မှုတဲ့ PDF ဖြစ်မှုတဲ့တာဘောအဖွဲ့ကိုတွားရောက်ခုလုံနေလို့သိရပါတယ်တာဘောကဒီနေရာမှာလူမျိုးရေးခွဲခြားလုပ်ပြီးတော့သူ့ရဲ့လက်အောက်မှာရှိခဲ့တဲ့ဗမာအညာသားတော်သား PDF တွေကပြစ်မှုကျူးလွန်တာကိုသူ့နာမည်ကောင်းရဖို့အတွက်ထိုင်းဘက်ကလုံခြုံရေးတပ်ဖွဲ့ဝင်တွေနဲ့ချိတ်ဆက်ပြီးတော့ပြန်လဲလာရောက်ခုလုံခဲ့တဲ့ဒီအကြမ်းဖက်သမားတယောက်ကိုထိုင်းရဲတပ်ဖွဲ့ကိုအနံလိုက်ပါတယ်ဒီအကြမ်းဖက်သမား PDF ကလည်းပြီးခဲ့
တဲ့2025ခုနှစ်စက်တင်ဘာကမှ PDF ထဲကနေထွက်ပြေးပြီးတော့ထိုင်းနိုင်ငံဘက်မှာပြန်လိုကြာပန်းလိုလုံနေတဲ့နိုင်ငံရေးချိန်နေပါတဲ့ကြီးမျိုးကန်းတဲ့ PDF ဖြစ်ပါတယ်သူရဲ့မိမကလည်းအထည်ကျိုးစက်ရုံမှာနေအိမ်နေစားနဲ့ဒီတင်တန်းတက်နေတဲ့သူဖြစ်ပြီးတော့ဒီနှစ်ယောက်လုံးက PDF ဖြစ်တယ်လို့သိရပါတယ်ဆိုတော့ထိုင်းနိုင်ငံမှာအခုဆိုလို့ရှိရင်မြမပြည်တွင်းရေးကိုမတိကျုံပြုတ်ခဲ့ပြီးတဲ့နောက်ရေမျိုးကန်းတဲ့နိုင်ငံရေးသမားတွေကလင်နာကျနိုင်ငံရေးသမားတွေနဲ့နိုင်ငံရေးရချိန်နေပါတဲ့ PDF တွေကိုလက်ခံထားတာရဲ့နောက်ဆက်တွဲအခုဆိုရင်ဒီလက်နက်မှောင်ခိုမှုတွေလက်နက်နဲ့ပြစ်ခတ်အနိုင်ကျင့်မှုတွေနဲ့ထိုင်းရဲတပ်ဖွဲ့ဝင်တွေကိုပါနှောက်ယှက်တာတွေပြစ်ခတ်တာတွေပြုလုပ်လာပြီးတော့ထိုင်းနိုင်ငံတွေကိုရေမျိုးကန်းနေတဲ့တရားဝင်ခိုးဝင်ပြီးတော့ထိုင်းနိုင်ငံဘက်မှာလည်းအခုဆိုရင်တော့ဒီလူမျိုးရေးပြည်ပခဆန်ဆန်တွေပါဖြစ်ပေါ်နေတယ်လို့ယူဆရပါတယ်။ဘာကြောင့်လဲဆိုတော့ပြီးခဲ့တဲ့ရက်ကပြည်ပခတွေဒီစက်တော့ဆိုင်အတွင်းကရန်ပွဲတွေကနေစပြီးတော့ထိုင်းနိုင်ငံထဲမှာရှိနေတဲ့မြန်မာလူသမားတွေနဲ့ထိုင်းနိုင်ငံသားတွေနဲ့ခိုင်ရန်ဖြစ်ပွားမှုတွေကနေ့စဉ်မြင့်တက်နေတာရှိတယ်လို့ထိုင်းဘက်ကနှကမ်းမွေးကလည်းဒီမြန်မာနိုင်ငံနဲ့ထိုင်းနိုင်ငံတွေကိုဝင်ရောက်ပြီးတော့တရားမဝင်လာရောက်လောက်ကင်သူတွေအထောက်အထားမဲ့လောက်ကင်သူတွေနဲ့အခုတာဘောဥဆောင်တဲ့ PDF အဖွဲ့တွေကနေထိုင်းနိုင်ငံတွေကိုကျုံတလို့ဝင်ကျုံတလို့ထွက်ကျုံရကြပန်းနဲ့ PDF အမည်ပြောင်းတခိုးတာဓမြတာတာအဖွဲ့တွေရဲ့ဝင်ရောက်မှုတွေကိုလည်းစုံစမ်းဖော်ထုတ်နေတယ်ဆိုတဲ့သတင်းတွေကြားသိရပါတယ်ဆိုတော့ဒီအချိန်တွေမှာဒီထိုင်းနိုင်ငံကိုရောက်နေတဲ့မြန်မာတွေ NUGBB အုပ်စုရဲ့အတုံးချခံတွေရဲ့အော်ဟစ်တန်တွေညှဉ်းညူတန်တွေလည်းအများကြီးကြားနေရပါတယ်ဒီနေရာမှာ NUGBB အုပ်စုရဲ့ရေမျိုးကန်းတဲ့နိုင်ငံရေးသမားတွေဝင်ရောက်နေထိုင်နေတဲ့မဲဆောက်တက်ခိုင်ထဲမှာတော့မြန်မာတွေခိုးဝင်နေ PDF အမည်ပြောင်းနေအများပြားလည်းရှိနေတဲ့အတွက်ဒီအေးချမ်းချမ်းနေလို့တဲ့မြန်မာလုပ်သားတွေကတော့တော်တော်လေးဒုက္ခရောက်နေကြတယ်လို့သိရပါတယ်ဒါကြောင့်မလို့ထိုင်းနိုင်ငံတွေကိုရောက်ပြီးတော့အထောက်အထားမဲ့ PDF လို့နိုင်ငံရေးသမားလို့ပြည်ပြေးလို့ရှိနေတဲ့သူတွေကိုစုံစမ်းပြီးတက်ဆိုင်ရာကနေတဆင့်ဖမ်းဆီးခိုင်းတာတွေပြုလုပ်မှသာအေးစစ်စစ်နဲ့တည်တည်ငြိမ်ငြိမ်နေထိုင်လို့တဲ့မြန်မာလုပ်သားတွေလည်းပုံမှန်အတိုင်းဒီလုပ်ငန်းခွင်တွေမှာဝင်ရောက်လုပ်ကိုင်ခွင့်ရကြမှာဖြစ်ပါတယ်ဆိုတော့ဒီငကုံးမတကောင်ကြောင့်တက်လေလုံးပုတ်တဲ့ပုံစံမျိုးဖြစ်လာရတာပါထိုင်းနိုင်ငံတွေကိုဝင်ရောက်ပြီး PDF ရောင်ရောင်ဓမြတာတာတခိုးတာတာအဖွဲ့တွေကဝင်ရောက်ပြီးတော့နှောက်ယှက်တဲ့ပြစ်မှုတွေကျူးလွန်တဲ့ရာဇဝတ်မှုတွေကျူးလွန်တဲ့လမ်းလေကောင်လူလေကောင် public area တွေမှာရန်ဖြစ်တဲ့ဓာတ်နဲ့ထိုးတွေဆိုတဲ့ဖြစ်စဉ်တွေကဟိုထိုင်းနိုင်ငံထဲမှာမမြင်ကြမှာအဆုံးဖြစ်လာရပါတယ်ဒီအတွက်လေထိုင်းနိုင်ငံနဲ့မြန်မာနိုင်ငံနိုင်ငံနေဆက်လုံခြုံရေးကိစ္စတွေကိုဆောင်ရွက်ဖို့မနေ့ကဇန်နဝါရီလ22ရက်နေ့မှာပဲမြန်မာနိုင်ငံကိုလာရောက်ပြီးတော့ဘင်းအောင်အေးရိတ်တာမှာပဲဒီဒုချုပ်ကြီးနဲ့ထိုင်းနိုင်ငံဘက်ကကိုယ်စားလှယ်အဖွဲ့နဲ့လာရောက်တွေ့ဆုံပြီးတော့နှစ်နိုင်ငံနေဆက်နဲ့ဒီဒေတာရင်းတင်အေဂျင်စီတွေပူးပေါင်းဆောင်ရွက်ဖို့ကိုတွေ့ဆုံဆွေးနွေးခဲ့တယ်လို့သိရပါတယ်ထိုင်းဘက်ကအဆင့်မြင့်ကိုယ်စားလှယ်တွေပါဝင်ခဲ့တာဖြစ်ပြီးတော့ဗိုလ်ချုပ်ကြီးအဆင့်ပါဝင်ခဲ့တယ်ဒီလာရောက်တဲ့သူတွေကလည်း NCCC လို့ခေါ်တဲ့ဒီနေဆက်နေချင်းနိုင်ငံတွေနေဆက်ဖြတ်ကျော်မှုနဲ့ပတ်သက်လို့အစီအမံတွေတိုးမြင့်ဆောင်ရွက်ရေးအတွက်ကိုတွေ့ဆုံခဲ့တာဖြစ်ပြီးထိုင်းတပ်မတော်ရဲ့အကြီးအကဲစစ်ဦးစီးချုပ်စစ်တပ်စစ်ဦးစီးချုပ်တယောက်ပါဝင်ခဲ့တာဖြစ်တယ်လို့သိရပါတယ်ထိုင်းနိုင်ငံနဲ့မြန်မာနိုင်ငံနေဆက်အနီးမှာခွပြီးတော့တရားမဝင်လုပ်ငန်းတွေလက်နက်ကင်လမ်းစဉ်တွေပြည်ပြည်အုပ်စုတွေရေမြောင်းကမ်းတွေနဲ့ဝင်ရောက်နေထိုင်နေတဲ့ထိုင်းကအခုဆိုရင်တော့အင်းကြီးချင်းကောင်းမပီတားမှုနဲ့ကြားဖြန့်တဲ့ online လိမ်လည်မှုတွေကိုခေါ်ယူတင်သွင်းလာတာတွေကိုခါတီးပြီးခံစားနေကြရပြီခါစီးပြီးခံစားနေကြရပြီဖြစ်ပါတယ်ဒါကြောင့်မလို့အခုနှစ်နိုင်ငံနယ်စပ်တည်ငြိမ်ရေးနှစ်နိုင်ငံလုံခြုံရေးအတွက်ပူးပေါင်းဆောင်ရွက်ရေးမြန်မာနိုင်ငံဘက်ကဒုချုပ်ကြီးနဲ့လာရောက်တွေ့ဆုံပြီးတော့ဆွေးနွေးမှုတွေပြုလုပ်ခဲ့တာဖြစ်တယ်လို့သိရပါတယ်ဒါကဒီမြန်မာနိုင်ငံရဲ့အရှိတောင်ဘက်ခြမ်းဒေါနာတောင်တန်းမှာရှိနေတဲ့ဒီစောချစ်သူရဲ့ဘက်ပြောင်းတာကူအဖွဲ့ရဲ့နေရာမရဖြစ်လာတဲ့အခြေအနေနဲ့ထိုင်းနိုင်ငံနဲ့မြန်မာနိုင်ငံနယ်စပ်လုံခြုံရေးတိုးမြင့်ဆောင်ရွက်မယ်ဆိုတဲ့အကြောင်းအရာနဲ့ပတ်သက်ပြီးတော့တင်ဆက်ပေးခဲ့တာပဲဖြစ်ပါတယ်နောက်ထပ်သတင်းတစ်ပုဒ်ပါနောက်ထပ်သတင်းတစ်ပုဒ်ကတော့ကချင်လက်နက်ကိုင်တပ်ဖွဲ့ KIA ကဗမော်မြို့သိမ်းတိုက်ပွဲဖော်ဆောင်ခဲ့တာတစ်နှစ်ကျော်ကြာသွားပြီဖြစ်ပါတယ်ဗမော်မြို့ကိုတပ်မတော်ကပြန်လည်ထိန်းချုပ်ပြီးတဲ့နောက်မြို့စုံမြို့ပြားတွေမှာပဲကချင်လက်နက်ကိုင်တပ်ဖွဲ့ KIA နဲ့ဘိန်းစားရခိုင်စစ်သွေးကြွ AA အပါအဝင် ABSDF နဲ့ NUGBB အုပ်စုရဲ့ခိုင်းဘက် PDF တွေကမြို့စုံမြို့ပြားတွေမှာဆုတ်ခွာနေထိုင်နေကြရပြီးတော့အခုရွေးကောက်ပွဲကျင်းပမယ့်ကာလကိုနှောက်ယှက်ရေးတဲ့ဗမော်အနီးမှာတိုက်ပွဲတွေပြန်လည်ဖော်ဆောင်လာခဲ့ကြပါတယ်ဗမော်ကရွေးကောက်ပွဲအပိုင်း3မှာပါဝင်တာဖြစ်ပြီးတော့ရွေးကောက်ပွဲမကျင်းပနိုင်ရေးအတွက်ကချင်လက်နက်ကိုင်တပ်ဖွဲ့ KIA ကတတိယအကြိမ်တိုက်ပွဲဖော်ဆောင်ခဲ့တာဖြစ်ပါတယ်ဒုတိယအကြိမ်တိုက်ပွဲဖော်ဆောင်တာကတော့ဗမောက်မြို့သိမ်းတိုက်ပွဲမဆင်နွှဲခင်ဒေါ်မော်မြို့ကိုဒုတိယအကြိမ်တိုက်ပွဲဖော်ဆောင်ခဲ့တယ်။ဗမော်မြို့မှာရှိနေတဲ့ခလာရ49နဲ့ဘေးပတ်ဝန်းကျင်ကလက်ယုံတက်တွေကိုဒီလက်နက်ကြီးနဲ့ပစ်ခတ်တာတွေအဝေးကနေပစ်ခတ်နှောက်ယှက်မှုတွေတိုက်ပွဲတွေဖော်ဆောင်မှုတွေပြုလုပ်ခဲ့ကြပါတယ်။အခုပြီးခဲ့တဲ့2025ခုနှစ်နှစ်ကုန်ပိုင်းကစပြီးတော့ဗမော်အနီးမှာတတိယအကြိမ်တိုက်ပွဲဖော်ဆောင်ခဲ့တယ်။ကတာမြို့သိမ်းတိုက်ပွဲနဲ့တပြိုင်နက်တည်းဆိုသလိုတိုက်ပွဲကိုဖော်ဆောင်ခဲ့တာဖြစ်ပြီးစစ်မျက်နှာဖြန့်ကျက်ဖို့တွေရည်ရွယ်ခဲ့တာဖြစ်ပါတယ်။ဒီအတွက်ဗမော်မြို့အနီးကအကြမ်းဖက်သမားတွေကချင်လက်နက်ကိုင်သမား KIA ရဲ့အင်အားတိုးချဲ့ပြီးတော့စစ်ရေးလှုပ်ရှားမှုတွေကိုတပ်မတော်ဘက်ကလည်းမျက်ခြေမပြတ်ကင်းထောက်တိုက်ခိုက်မှုတွေပြုလုပ်နေခဲ့တာရှိပါတယ်။ဒီထဲကနေမှာမနေ့ကဇန်နဝါရီလ22ရက်နေ့မှာပဲဗမော်မြို့ရဲ့အနောက်ဘက်ခြမ်းမှာရှိနေတဲ့ထီလင်းကောင်းကြအဘက်ကိုတပ်မတော်ကလေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့ပါတယ်။တည်င်းများနေစဉ်တင်ဆက်ပေးသွားမှာဖြစ်တဲ့အတွက်ကြိုက်နှစ်ပတ်တဲ့ဆိုရင် like နဲ့ subscribe လေးနှိပ်ထားပြီး sharing မြန်မာမှာတည်င်းများနေစဉ်ကြည့်ရှုနိုင်ပါတယ်ခင်ဗျာ။